မြင်တွေ့နေရတာတော့စီတဲနေတဲ့ဆိုင်ငယ်တွေပဲဖြစ်ပါတယ်ဆိုင်ငယ်တစ်စီးကိုစီပီပါနှစ်ပီပါပါတယ်ဆိုရင်မိတ်ဆွေတို့အံ့ဩတော့မှာတကယ်တော့စီပီပါနှစ်ပီပါထိတည်နိုင်တဲ့သူတွေရှိပါတယ်တော့ကျွမ်းကျန်းကြည်ကြဲနိုင်နေစီးနိုင်တဲ့လူကတော့ဆိုင်ငယ်တစ်စီးကိုစီပီပါနှစ်ပီပါစာဘုံတွေကိုတည်တာပဲဖြစ်ပါတယ်ဒါမှလည်းသူတို့အတွက်တက်ချီကြိုက်မှာဖြစ်ပါတယ်တချို့မကျွမ်းကျင်ဥမာစီကားကလူကတော့ဆိုင်ငယ်မကျွမ်းတော့စီပီပါတပီပါစာပဲစီးရဖြစ်ပါတယ်ဒါကျွမ်းကျင်တဲ့လူကတော့မြင်တဲ့အတိုင်းပဲဘုံတွေကိုအထပ်လိုက်ထပ်ပြီးတော့နေတာဖြစ်ပါတယ်တွေ့ကြည့်လိုက်ရင်စီပီပါနှစ်ပီပါစာဖြစ်ပါတယ်မြင်တွေ့ရတဲ့အတိုင်းဆောင်းလုံးကာလာကြီးချောင်းကြီးကိုဖြတ်ပြီးတော့ကျွန်တော်တို့သဲနေတာပဲဖြစ်ပါတယ်သဲကလည်းထိုက်တန်ရတယ်လို့အန်နေရလည်းအလွန်များတဲ့အလုပ်ပဲဖြစ်ပါတယ်မမြင်ဘူးတဲ့မိတ်ဆွေတို့အတွက်ဘ ഹു တုဒအဖြစ်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်